ကျမတို့တွေဘာကြောင့် online စီးပွားရေးကိုစတင်ခဲ့ကြတယ်လဲ digital business ကိုဘာကြောင့်လုပ်ခဲ့တယ်လဲဆိုလို့ရှိရင်လက်ရှိသူများနိုင်ငံသူများလက်အောက်သူများအလုံးမှာအလုပ်လုပ်တယ်ဆိုတာဂျာမနီတို့လုတ်ကိုင်းနိုင်တို့အရွယ်ရှိတို့ပဲအဆင်ပြေပါတယ်။ကဲ၍ကိုကမလုပ်နိုင်တော့တဲ့အချိန်ကြာလို့ရှိရင်ဒီဝင်ငွေဆိုတာရက်တန်တမှာဖြစ်ပါတယ်။ဒီလုပ်ငန်းကလက်ရှိအလုပ်အနေနဲ့ထွက်ဆက်မလို့လက်ရှိဝင်ငွေလည်းရွက်ချက်သွားတော့မျိုးမရှိဘဲနဲ့အလုံးနဲ့တွဲပြီးတော့လုတ်ကိုင်းလို့ရတယ်။အချိန်နဲ့ငွေကြေးလောလမှုကိုလည်းပေးနိုင်တဲ့စီးပွားလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုရေတူနဲ့ရေရှည်အတွက်ကိုရည်ရွယ်ပြီးတော့ရွေးချယ်လုပ်ကိုင်ထားတာဖြစ်ပါတယ်ရှင်။ကျမလည်းအိမ်မှာအချင်းပြနေတဲ့မိခင်တယောက်ဖြစ်တဲ့အတွက်ကြောင့်အိမ်ကနေလုပ်လို့ရတဲ့လုပ်ငန်းကကျမအတွက်အသင့်တော်ဆုံးဖြစ်တယ်။ပြီးတော့အလုပ်အကိုင်ရှိခြင်းကိုလည်းနှစ်သက်တဲ့အတွက်ကြောင့်စတင်ခဲ့တာဖြစ်တယ်။ဒီ online စီးပွားရေးကနေဘယ်လိုမျိုးအကျိုးခံစားခွင့်ရရှိနိုင်တယ်လဲဆိုတော့ကိုလည်းစပြီးမှကြည့်ကြရအောင်။အဓိကတော့အချိန်နေရာတတ်မှတ်ထားတာမရှိဘူး။ကျမလုပ်ကိုင်နေတဲ့ online digital business ကဆိုရင် flexible ဖြစ်တယ်။ကျမကလည်းအချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်တယ်။အချိန်ပြည့်အလုပ်နဲ့လည်းတွဲဖက်ပြီးတော့အချိန်ပိုင်းမှာလုပ်ကိုင်လို့ရတယ်။ဖုန်းလက်တော့ internet ရှိလို့ရှိရင်ကိုကြိုက်တဲ့နေရာမှာလုပ်ကိုင်လို့ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့လုပ်ကိုင်လို့လည်းရတယ်။ကျမတို့စူးစမ်းတယ်လို့ကိုလုပ်ငန်းကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့မှကိုအချိန်ပေးမှုပေါ်မှာမူတည်ပြီးတော့မှကျမတို့ကဝင်ငွေကိုလည်းကန့်သက်မရှိရရှိနိုင်တာဖြစ်ပါတယ်။ပြင်ဆင်လာစာအပြင်ကျမတို့ရဲ့တာသမီတွေကိုလည်းအသက်16နှစ်ပြည့်တဲ့အခါစီးပွားရေးအမွေအဖြစ်ပေးနိုင်တဲ့စီးပွားရေးမျိုးဖြစ်တယ်။ဒါအပြင်ကျမတို့ရဲ့ရေရှည် plan retire life plan အတွက်လည်းအင်မတန်မှအကျိုးရှိတဲ့စီးပွားရေးမျိုးဖြစ်တယ်။ဒီတစ်ခါလေးနဲ့ပဲရင်းနှီးမြှုပ်နှံပြီးတော့မှဒီစီးပွားရေးကိုကိုယ့်ရဲ့ရေရှည်လုပ်ငန်းအတွက်အနာဂတ်ရေရှည်လုပ်ငန်းအတွက်လုပ်ကင်သွားလို့ရတဲ့လုပ်ငန်းလေးဖြစ်တယ်။နောက်တစ်ခုကမမိုးကအိမ်နေမိခင်တူဖြစ်တဲ့အတွက်မို့လို့အပြင်ကိုထွက်ပြီးတော့အချိန်လုပ်ဖို့အချိန်မပေးနိုင်တဲ့အတွက်မမိုးအိမ်မှာနေနဲ့ပေါ့နော်ဒီလုပ်ငန်းကိုလုပ်ကင်လို့ရတာဖြစ်တယ်။နောက်တစ်ခုကကိုကိုပို့ပြီးတော့ပေါ့နော်အိမ်မှာနေနေလေဝင်ငွေရတဲ့မိခင်တူတွေဖြစ်နေတဲ့အတွက်မို့လို့ကိုပို့ပြီးယုံကြည်မှုရှိလာတယ်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့တည်ယူမှုလေးလာမှုတွေကလည်းအများကြီးကိုအတွက်ကိုအကျိုးကျေးဇူးရရှိတယ်ပေါ့နော် Digital business ကိုလုပ်ကိုင်တဲ့သူတိုင်းအတွက် training site ကတသက်စာရရှိတာဖြစ်ပါတယ်ပြီးတော့ Meta နဲ့ coach ကို lifetime တသက်စာရရှိတဲ့အပြင် mastermind တွေကိုအပတ်စဉ်ကျမတို့တက်ရောက်ခွင့်ရှိပါတယ်ပြီးတော့ကျမတို့ကိုစား24နာရီလည်းပတ်ပေးမယ် system ရှိတာဖြစ်ပါတယ်ကိုအတွက် system က 90% ကိုလုပ်ပေးနေတာဖြစ်တဲ့အတွက်ကိုဘက်က 10% တော့ marketing လုပ်ငန်းကိုသာလုပ်ကြရတာဖြစ်ပါတယ်ကိုဘက်ကလေ့လာသင်ယူလို့စိတ်သာရှိမှဆိုရင် digital business ကလုပ်ကြရတဲ့ခက်ခဲတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးကျမလိုမျိုးစီးပွားရေးအတိအကျလုံးဝမရှိတဲ့သူတောင်မှပေါ့နော်ဒီလုပ်ငန်းမှာထောက်ပံ့ပေးထားတဲ့ဒီ training system ကနေပြီးတော့မှ step by step training တွေထောက်ပံ့ပေးထားတာဖြစ်တယ်။ဒါအပြင်ကိုပေးရနေပြီးတော့မှ mentor နဲ့ coach ကိုလည်းတွဲဖက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်လုပ်ကင်ရတာအရင်အဆင်ပြေတာဖြစ်ပါတယ်။ဒီလုပ်ငန်းကိုစတင်နေလာဖို့ဒီ video ရဲ့အပေါ်မှာ register လုပ်လို့ရတဲ့ website တစ်ခုထားထားတယ်။အဲ့ဒီကနေဝင်လာလို့ရတယ်။ဒါမှမဟုတ် inbox ကနေလည်းဆက်သွယ်မြင်လို့ရပါတယ်။